ရက်ကွက်အုပ်ချုပ်ရေးမှုလက်မှတ်မပါရင်တဲ့ရုံးကိစ္စအဝဝကိုဘာမှဆက်လုပ်လို့မရဘူးတဲ့ဒါကျမကဒီပြောမယ်ဆိုလို့ရှိရင်အယောင်းဝယ်တွေမှာရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ရှေ့နေနဲ့ပေါ့နော်ဘသူနဲ့စာချုပ်ချုပ်တင်တယ်လဲဆိုတော့ဒီ knowledge sharing video တစ်ပုဒ်တင်လိုက်တယ်ပေါ့အဲ့ဒီ video ရဲ့အောက်မှာဒီအကောင့်ပိုင်ရှင်ကလာပြီးမှတ်ထားတာဖြစ်ပါတယ်သူပြောထားတဲ့ဟာကတော့ဒီမှာရက်ကွက်အုပ်ချုပ်ရေးမှုလက်မှတ်တာမပါဘူးဆိုလို့ရှိရင်ရုံးကိစ္စအဝဝတွေဘာမှဆက်လုပ်လို့မရဘူးပေါ့နော်ဆိုတော့အဲ့ဒါကကျမတို့မြေအမျိုးအစားတိုင်းမှာမဟုတ်ပါဘူးရှင်ကျမတို့ဂရန်မြေတို့လိုပါမင်းမြေတို့လိုဘိုးဘပိုင်မြေစစ်စစ်ပေါ့နော်ဒီလိုမြေတွေဝယ်တဲ့အခါမှာဆိုလို့ရှိရင်တော့အဓိကရက်ကွက်အုပ်ချုပ်ရေးမှုလက်မှတ်ကပါလဲဖြစ်တယ်အရက်ကတိစာချုပ်မှာပေါ့နော်မပါလဲဖြစ်ပါတယ်ဒါပေမဲ့အခုဒီမှာဒီအကောင့်ပိုင်ရှင်ပြောထားတဲ့ဒီကိစ္စလေးပေါ့နော်ရက်ကွက်အုပ်ချုပ်ရေးမှုလက်မှတ်မပါရင်ဟိုပါပေါ့နော်ရုံးကိစ္စဝါဘာမှလုပ်လို့မရဘူးဆိုတာကဘလို့မြေအမျိုးအစားတွေမှာအဓိကဖြစ်တတ်တယ်လဲဆိုတော့နံပါတ်1အနေနဲ့ကျမတို့လဲမြေတွေပါလဲမြေဥယျာဉ်ချမ်းမြေတွေဒီလိုမြေတွေပေါ့နော်ဒီလိုမြေတွေဝယ်ရဲဆိုလို့ရှင်တော့ကျမတို့ဒီလဲမြေတွေဝယ်တဲ့အခါမှာဘာရှိတယ်လဲဆိုတော့နောက်ဆုံးဒီ final payment ပေါ့နော်ဒီစာချုပ်ကိုရောက်တယ်ဆိုလို့ရှင်ကျမတို့ကြေးရွာလဲစီကော်မတီအဖွဲ့ဆိုရှိပါတယ်ငါးဦးကော်မတီလို့လည်းခေါ်တယ်ပေါ့နော်ဒီလိုအဖွဲ့အစည်းထဲမှာဆိုလို့ရှင်ရုပ်ွက်အုပ်ချုပ်ရေးမှုကပါတတ်ပါတယ်ပါတတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးပါမတာလျင်အဲ့လိုလဲမြေတွေဥယျာဉ်ချမ်းမြေတွေကတော့အမိပေါက်ပြောင်းလို့ရတာဖြစ်ပါတယ်ဒါကတော့လဲမြေတွေဥယျာဉ်ချမ်းမြေမှာဆိုလို့ရှိရင်တော့ရက်ကွက်အုပ်ချုပ်ရေးမှုလက်မှတ်ဒီမပါမဖြစ်ထဲမှာပါတာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ချက်ရှိတာကအကယ်၍ရွာမြေတို့လိုဟာမျိုးပြီးလို့ရှိရင်နောက်တစ်ချက်ကကိုကအကယ်၍ဝယ်တယ်ဆိုလို့ရှိရင်ကျေးရွာမှာရှိတဲ့ဥယျာဉ်ချမ်းမြေလိုဟာမျိုးဒါမျိုးဝယ်တယ်ဆိုလို့ရှိရင်တော့ရက်ကွက်လူကြီးရဲ့ပြောမယ်ဆိုလို့ရှိရင်လက်မှတ်တွေယူထားတာကတော့ကိုယ့်အတွက်မမှားနိုင်ပါဘူးမဟုတ်ဘဲနဲ့ကိုကဒီမြို့ပေါ်တွေမှာပေါ့နော်ဥမာအဖြစ်ကျွန်မခုနပြောသွားတဲ့ဂရန်မြေတို့လိုပါမင်းမြေတို့လိုဟာမျိုးဘိုးဘွားပိုင်မြေစစ်စစ်ပေါ့နော်ဒီလိုမြေအမျိုးအစားတွေကိုအယောင်းဝယ်လုတ်သွားတယ်ဆိုလို့ရှိရင်တော့အယောင်းဝယ်လုတ်တယ်ဆိုလို့ရှိရင်တော့အခွန်ဆောင်စရာရှိရဆောင်ကျန်တဲ့ဒီမြေပုံကူစတဲ့ process တွေကိုစနစ်တကျဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်ရုပ်ွက်အုပ်ချုပ်ရေးမှုလက်မှတ်ဆိုတာဟာမပါမဖြစ်ထဲမှာမပါဝင်ပါဘူးရှင်အဲ့တော့ကျွန်မအခုနကပြောလိုက်တဲ့လဲမြေတို့ဥယျာဉ်ချမ်းမြေတို့ရွာမြေတို့ဒီလိုမြေအမျိုးအစားတွေဝယ်တယ်ဆိုလို့ရှိရင်တော့ရက်ွက်အုပ်ချုပ်ရေးမှုလက်မှတ်ဒီအရေးကြီးသောအချက်ထဲမှာတစ်ချက်အနေနဲ့ပါဝင်ပါတယ်အားလုံးအင်ချမ်းမြေဘဟုတုဒရရှိကြပါစေကျွန်မကတော့အင်ချမ်းမြေအသိပညာဘဟုတုဒတွေကို sharing လုပ်ပေးနေတဲ့ lawyer စုမွန်ဖြစ်ပါတယ်ကျွန်မရဲ့ social media platform တွေဖြစ်တဲ့ဒီ Facebook YouTube TikTok ပေါ့နော် channel တွေကနေပြီးတော့လည်းအင်ချမ်းမြေအသိပညာဘဟုတုဒတွေကိုဒီလွန်ခဲ့တဲ့2နှစ်3နှစ်လောက်တည်းကတောက်ချက် sharing လုပ်ပေးလာတာဖြစ်တယ် YouTube မှာဆိုလို့ရှိရင်လည်းရှာကြည့်လို့ရပါတယ်ရှင်အဲ့တော့နောက်ထပ်လည်းကျွန်မကဒီကျွန်မရဲ့ social media platform တွေကနေပြီးတော့အင်ချမ်းမြေအသိပညာဘဟုတုဒတွေကိုတောက်ချက် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကိုကိုရမိတ်ဆွေတွေလည်းစောင့်ကြည့်ပေးကြဖို့ကျွန်မအနေနဲ့ request လုပ်ရှင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်